တကုံမဲဆန္ဒနယ်မှဒေါက်တာဒေါ်သက်သက်ခိုင်ဆွေးနွေးဖို့ဖြစ်ပါတယ်လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များကြွားရောက်လာကြသောဧည့်သည်တော်များအားလုံးမင်္ဂလာပါရှင်ကျမကတော့တကုံမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာသက်သက်ခိုင်ဖြစ်ပါတယ်ဥက္ကဋ္ဌကြီးရှင်ကျမအနေနဲ့မြောက်ဥက္ကလာပမဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာတန်းဝင်းတင်သွင်းတဲ့နိုင်ငံဝန်အဂတိလိုက်စားမှုများထင်ရှားသိသာစွာကျဆင်းလျော့ပါရေးအတွက်ထိထိရောက်ရောက်ကင်တွယ်ဖြည့်ရှင်းဆောင်ရွက်ပေး၍ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်းအဆိုကိုအချက်၃ချက်နဲ့ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။နံပါတ်၁အချက်အနေနဲ့အဂတိလိုက်စားမှုဟာမြန်မာလူအဖွဲ့အစည်းမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေပြီးအလွန်တရာရှုပ်ထွေးတဲ့ပြဿနာတစ်ရပ်ဖြစ်တဲ့အတွက်ဆေးမီးတို့နဲ့ကုစားလို့မရပဲရေတိုရေရှည်မဟာဗျူဟာများချမှတ်ပြီးစနစ်တကျကင်တွယ်ဖြည့်ရှင်းရမှာဖြစ်တဲ့အကြောင်းဆွေးနွေးလိုပါတယ်။အဂတိလိုက်စားမှုဆိုတဲ့ပြဿနာရဲ့နောက်ွယ်မှာနိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့ယဉ်ကျေးမှုဆိုတဲ့အစိတ်ပိုင်းတွေပါဝင်နေပြီးလူတဦးချင်းစီနဲ့လူအဖွဲ့အစည်းတစ်ခုလုံးရဲ့တန်ဖိုးထားမှုမှားယွင်းနေတဲ့အပေါ်မှာမှားယွင်းတဲ့လှုပ်ဆောင်မှုတွေနဲ့ကျမတို့လူအတိုင်းဝိုင်းမှာအယိုးဆွဲနေတဲ့ယဉ်ကျေးမှုအဖြစ်ခိုင်ခိုင်မာမာရှိနေတာကိုစိတ်မကောင်းစရာတွေးရှိနေရပါတယ်။အဂတိလိုက်စားမှုမြင့်မားနေခြင်းဟာပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုအယုံကြည်ကင်းမဲ့စေတာကြောင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေပြီးနိုင်ငံသားချင်းချင်းကြားမှာလည်းဝင်ငွေကွာဟမှုတွေများစေတာကြောင့်လူမှုရေးမတည်ငြိမ်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။အဂတိလိုက်စားမှုဆိုတဲ့မှားယွင်းတဲ့ယဉ်ကျေးမှုတစ်ရပ်ကိုအဂတိကင်းစင်တဲ့လှုပ်ဆောင်ချက်တွေနဲ့အစားထိုးဖို့ပထမဦးဆုံးလိုအပ်ချက်ကတော့အဂတိတရားအမှန်တကယ်ကင်းစင်လိုတဲ့အစိုးရတစ်ရပ်ဖြစ်တည်ခြင်းနဲ့ထိရောက်စွာဦးဆောင်မှုပေးခြင်းပဲဖြစ်ပါတယ်ရှင်။နံပါတ်2အချက်အနေနဲ့မြန်မာနိုင်ငံဟာ United Nations Convention on Anti-Corruption UNCAC လို့ခေါ်တဲ့ကမ္ဘာ့ကုလသမဂ္ဂအကျင့်ပြတ်ချစားမှုတိုက်ဖျက်ရေးပဋိညာဉ်စာတမ်းကို2012ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ UNCAC မှာတနိုင်ငံချင်းအလိုက်အဂတိလိုက်စားမှုကြိုတင်ကာကွယ်တဲ့အစီအမံများထားရှိမှုအဂတိနှိမ်နင်းရေးနဲ့ဆိုင်တဲ့ဥပဒေများပြည့်စုံမှုနဲ့အသက်ဝင်မှုနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုပိုင်ဆိုင်မှုများပြန်လည်ရယူခြင်းနည်းပညာအထောက်ပံ့ပေးမှုနဲ့သတင်းအချက်အလက်များဖလှယ်ခြင်းတို့ပါဝင်ပါတယ်။မြန်မာနိုင်ငံဟာဒေသတွင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဒေသပြင်ပဘရွန်ဒီနိုင်ငံတွေနဲ့အတူကုလသမဂ္ဂရဲ့နည်းပညာအကူအညီနဲ့မိမိတို့နိုင်ငံရဲ့အဂတိတိုက်ဖျက်မှုအခြေအနေကိုကိုယ်တိုင်စမ်းစစ်လေ့လာနေတာပထမ၄နှစ်အတွင်းမှာကြာရောက်နေပါတယ်။ UNCAC ရဲ့အင်တာနက်စာမျက်နှာမှာမြန်မာနိုင်ငံအနေနဲ့မိမိကိုယ်မိမိစမ်းစစ်တဲ့မေးခွန်း219ခုဖြေထားတာကိုလည်းလေ့လာတွေ့ရှိနိုင်ပါတယ်။ဒီလိုဖြေကြားထားချက်တွေရှိနေပေမဲ့လည်းတကယ်မြေပြင်အခြေအနေမှာတော့ထူးခြားတိုးတက်မှုကိုမတွေ့ရသေးပါဘူးရှင်။ဒီလိုဖြေကြားချက်များဟာဝတ်ကြေတန်းကြေတာဝန်အရစာရွက်ပေါ်မှာသာတင်မဟုတ်ဘဲသက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းဝင်တွေကအမှန်တကယ်အဂတိတိုက်ဖျက်ရေးကိုအောင်မြင်ခြင်းနဲ့စိတ်စေတနာအပြည့်အဝနဲ့ရည်ရွယ်တဲ့ရလဒ်များအမှန်တကယ်ရနိုင်တဲ့ကင်တွယ်ဖြည့်ရှင်းဆောင်ရွက်ခြင်းများကိုလက်တွေ့ဆောင်ရွက်ကြမှသာအဂတိတိုက်ဖျက်ရေးအကောင့်ထဲပေါ်မှုအမှန်တကယ်တိုးတက်အောင်မြင်နိုင်မှာဖြစ်တဲ့အကြောင်းလေးလေးနက်နက်ပြောကြားလိုပါတယ်ရှင်။ဒါကြောင့်မို့လို့အခုအချိန်ဟာ2012ခုနှစ်ကစတင်ခဲ့တဲ့အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေကိုအချိန်အဟုန်မြင့်ပြီးထိထိရောက်ရောက်ဆောင်ရွက်တဲ့အချိန်ဖြစ်ကြောင်းအထူးပြောကြားလိုပါတယ်။ UNCAC နဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးပြောင်းလဲမှုတွေနဲ့အံဝင်ခွင်ကျဖြစ်အောင်ပုံစံချပြီးအဂတိနှိမ်နင်းရေးဆိုင်ရာဥပဒေများတိတိသားသားအသက်ဝင်အောင်ဆောင်ရွက်ခြင်းအပြင်ရလဒ်ကိုအခြေခံတဲ့ချင်းကပ်မှုတွေနဲ့အကောင့်ထဲပေါ်တင်ကြောင်းတိုက်တွန်းဆွေးနွေးလိုပါတယ်ရှင်။နံပါတ်3ချက်အနေနဲ့ဒီမိုကရေစီဖော်ဆောင်မှုရဲ့အသက်ဖြစ်တဲ့အာဏာ3ရပ်ခွဲဝေသုံးစွဲခြင်းဖြစ်ပါတယ်။ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့လွှတ်တော်ဟာဥပဒေများကိုတိုင်းပြည်နဲ့လူမျိုးအကျိုးကိုရေရှည်ဆောင်ကျဉ်နိုင်တဲ့ခေတ်နဲ့လျော်ညီတဲ့တရားတဲ့ဥပဒေတွေဖြစ်ဖို့ပြင်ဆင်ရန်တာဝန်ရှိပါတယ်။တရားဥပဒေများကိုမှန်မှန်ကန်ကန်အဓိပ္ပာယ်ဖော်ပြီးထိထိရောက်ရောက်အကောင့်ထဲပေါ်ဖို့ကိုတော့အုပ်ချုပ်ရေးမဏ္ဍိုင်ကတာဝန်ယူရပါတယ်။မှန်မှန်ကန်တဲ့ဖြစ်စဉ်တွေနဲ့မတရားမှုများကိုဖော်ထုတ်ရေးယူပြီးအမှန်တရားဖော်ဆောင်ဖို့တရားစီရင်ရေးမဏ္ဍိုင်ကတာဝန်ယူရပါတယ်။ဒီမိုကရေစီစနစ်များမှာအာဏာ3ရပ်ခွဲဝေသုံးစွဲခြင်းဟာအဂတိကင်းစင်တဲ့ဒီမိုကရေစီစနစ်ရေရှည်တည်တံ့အောင်အကောင့်ထဲပေါ်နိုင်ဖို့အချင်းချင်းအပြန်အလှန်ထိန်းကျောင်းထားတဲ့3ချောင်းတောက်နဲ့တူပါတယ်ရှင်
အဲ့ဒီ3ချောင်းတောက်မှာတစ်ချောင်းချောင်းလဲရင်ကျန်တဲ့2ချောင်းလဲလိုက်လဲတာဖြစ်တဲ့အတွက်လက်ရှိအစိုးရလက်ထက်မှာတဲမှတ်တဲ့တရားစီရင်ရေးပေါ်ပေါက်ဖို့တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရတော့မယ်အချိန်ဖြစ်တယ်လို့အထူးပြုပြောကြားလိုပါတယ်ရှင်။ဥက္ကဋ္ဌကြီးရှင်အချုပ်အားဖြင့်ပြောရလို့ရှိရင်အာဂရိရှော့ချရေးကိုအမှန်တကယ်ဆောင်ရွက်ခြင်းနဲ့စိတ်ရှိတဲ့အစိုးရနဲ့ထိထိရောက်ရောက်အကောင့်ထဲပေါ်နိုင်မဲ့ရန်တရားဖော်ဆောင်ဖို့နဲ့သက်ဆိုင်ရာအစိုးရဌာနများကပြည်သူအရပ်ဖက်လူအဖွဲ့အစည်းသတင်းမီဒီယာကဏ္ဍတို့နဲ့တက်ညီလက်တွဲလှုပ်ဆောင်သွားဖို့နဲ့တဲ့မှတ်တဲ့တရားစီရင်ရေးမှန်တိုင်ပေါ်ပေါက်လာဖို့တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရန်အချိန်ဖြစ်တဲ့အကြောင်းတိုက်တွန်းရင်းဒေါက်တာတန်းဝင်းရဲ့အဆိုကိုအလေးနဲ့ထောက်ခံရင်းနှိဂုံချုပ်အပ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။